ဟာသားတစ်ခုကဗာလဲဆိုရင်လူရတာကြည့်မလား influencer လို့ TikToker လို့ပြီးတော့လို့ရှိရင် Facebook လို့လောက်တာလောက်ချင်တာတဲ့ဗီဒီယိုကတော့ရိုက်ပါတယ်ဓာတ်ပုံနဲ့ရိုက်ပါတယ်အဲ့ဒီ edit ဖို့နဲ့တင်ဖို့ကြတော့ဘယ်လိုပြင်းလို့ပြင်းနေမှမသိဘူးပြင်းနေတာအခုကအလုပ်သွားမှာပေါ့နော်3 နာရီနဲ့18မိနစ်လောက်ပဲရှိဝင်တယ်အဲ့ဒါကိုတကယ်တော့ရှေ့ရက်တွေပေါ့နော်ရှေ့ရက်တွေတော့လည်းဗီဒီယိုကရိုက်တယ်ရိုက်ထားပြီးသားရှိရမတင်ဖြစ်တာပေါ့နော်အမတစ်ပဲနဲ့တင်လိုက်ပါဆိုတော့လည်းမတင်အခုကအစောထွက်တာဟိုအလုပ်ကတော့လောကမှာ4 နိုင်မှဆိုပေမဲ့အစောထွက်တဲ့အကြောင်းရင်းကလမ်းမှာထမင်းဝင်စားမလို့ပေါ့နော်ညစားအစောစားမလို့ပေါ့အလုပ်က9 နာရီလောက်မှဆိုတော့လေပြန်လာတော့လည်းမုံလေးပါလိစားမှာပေါ့ကိုကမသွားခင်စားတော့မှာဒီနေ့ကအင်္ဂါနေ့မနက်ကအလန်းချင်းတစ်ချိန်တော့ရှိတယ်အဲ့ဒါအတမ်းမသွားခင်တော့အဲ့ဒီကားမတိုင်နာလေးကဆိုင်လေးကလည်းစားလိုက်သေးတယ်တခါထမင်းအခုလေးဒါအလုံးမသွားခင်စားမှာပေါ့နော်ဒီမို့နေ့လေးစားနဲ့ညစားနဲ့ပေါင်းစားမှာပေါ့အဲကြောင်မသွားခင်စားရကြတော့မနက်စားနဲ့နေ့လေးစားနဲ့ပေါင်းစားတာပေါ့အလောက်ကကြတော့ဘာလို့ရလဲဆိုလို့ရှိရင်သူကဟိုတယ်အတွင်းထဲက restaurant မှာပေါ့နော်ဒီ customer တွေကိုအဲ့မှာ nice day နေတဲ့ customer တွေကိုဒီ dinner ညစာကျွေးဖို့တော့ကိုဒါအစားအသောက်တွေပြင်ဆင်ပေးရတယ်ပြီးတော့လို့ရှိရင်သူတို့အစားအသောက်တွေချပေးရတယ်ပေါ့နော်အစားအသောက်တွေချပေးတဲ့အခါမှာသူကအဆင်လိုက်ချရတာပေါ့ဘယ်စားပြီးတော့ဘယ်စားဒီလိုမျိုးထိုင်း interval လေးညပေါ့နော်အချိန်တစ်ခုစောင့်ပြီးတော့မှအဲ့လိုမျိုးလေးချပေးရတာပေါ့နော်ခလာတော့လေတခြားလေး memory လို့လဲလို့ရှင်တော့မခတ်ပါပြီးတော့လို့ရှင်လည်းအသားကျတော့မှာပါအကုန်လုံးအဲ့လိုမျိုးအဲ့ဒါတွေလည်းမရှိတော့ပြီးတော့ပြီဆိုလို့ရှင်တော့စေကြောပြီးတော့လို့ရှင်9 နိုင်ထိုးပြီးဆိုတာနဲ့အိမ်ပြန်ဝင်ပဲပေါ့ဒါလေးပါပဲနောက်တစ်ခုမိုက်တာတစ်ခုကကျတော့ဘာလဲဆိုရင်တို့ချောင်းလေးမှဆိုရင်တို့ဘယ်လိုပြောမလဲရိုကိုကောက်တယ်လို့ပြောမလားအလုံးမအချိန်တတ်မှတ်တာကျတော့သူကဒီကွန်ပျူတာ system နဲ့ပေါ့နော်ကိုကရောက်ပြီဆိုလို့ရှိရင်သူတို့ရဲ့ကွန်ပျူတာထဲမှာကိုပေးထားတဲ့ကုန်းနံပါတ်ကိုရိုက်ထည့်ပြီးတော့မှအဲ့လိုမျိုးပဲကွန်ပျူတာ software ထဲမှာအဲ့လိုမျိုး click လေးနှိပ်ပြီးတော့ကိုကအနှိမ့်လိုက်လို့ရှိရင်ကိုရောက်နေချိန်သူကတခါရတတ်မှတ်ပြီးသားအဲ့လိုပဲပြန်လို့ရှိရင်တခါလှုပ်သွားအဲ့လိုမျိုးလှုပ်သွားပြီးတော့သူကအချိန်မှတ်တာပေါ့နော်အလဲသွားလို့ရှိရင်ဘာတစ်ခုကောင်းလဲဆိုရင်ဒီလားပင်လေးရွကြည့်ပြီးမှသွားရတယ်ဒီဘက်ကြီးကပင်လေးကြီးပေါ့နော်စပိန်ဝင်တော့စိတ်ကူးတော့ရှိပါတယ်ဟိုဒါပေမဲ့လောလောဆယ်ပိုင်ပြတ်နေသေးလို့ပေါ့နော်အဲ့တော့အကြောင်းကနေမှဒီ scholarship ဝင်လေးဝင်လာပြီးဆိုမှပဲစပိန်ဝင်တော့မယ်ပေါ့နော်ပြီးတော့လို့ရှင်လည်းပဲအဆောင်ဝိုင်းလည်းပြီးအောင်မပညာတရကနဲ့ကြည့်စီများမှာပေါ့အဲ့တော့ဒီအေးတာကြီးဘယ်ပြန်လာဟာလေးပဲဘယ်သားအလုပ်သွားတော့မှာငါမဟုတ်အလုပ်သွားမှာထမင်းစားအောင်ပါပြီးတော့ထမင်းစားပြီးမှအလုပ်သွားစားလိုက်စားမလားဘယ်မှာစားမလဲဟဲ့စားဟိုင်းနာလေးမှာပဲလိုက်ဆက်လိုက်မယ်ဘာမှမစားဘူးအေးကောင်းနေဆွဲဆိုင်အားကြောင့်ငါဆောထားလိုက်တယ်ဟမ်အခုမှအကုန်ပြီးอ่ะဩနှစ်ခုလုံးပြီးခဲ့ရတာမိုင်းနံပါတ်ကကောအကုန်ခေါ်အောက်လေငါပြောမိုင်းနံပါတ်ယူခဲ့တယ်ကပ်ရခဲ့ပြီပို့ပြီးတော့နိုင်ရောပေါ့အောက်တယ်ငါပြောရရင်အတန်းပြတ်မှာလို့ဒီချိန်တော့ဟုတ်တာပါကိုဘယ်နဲ့ဝင်လို့ခဲ့အေးဘန်ကောရခဲ့ပြီပေါ့တက်ကပေါ်ဖြစ်တယ်သူတို့ကအခုလေးစားအစ်ကိုပို့ဝင်းတော့ကွာဒါပေမဲ့အဲ့မှာမရှိဘူးဆိုရင်စာရထားခဲ့မှာပေါ့တည့်ရမှာအေးပေါ့အဲ့စာရကမှနောက်တစ်ခါလုံးလို့မရဘူးဆိုလို့ရှိရင်တော့ကိုကလည်းကိုစာလေးမှာတတ်ထုတ်လိုက်တော့ရှေ့အနီအောင်ဆိုင်လားမသိဘူးဟိုနဲ့စား
အေးဟုတ်မှထင်တာပဲသမင်းကြော်တို့ကောင်းတယ်ဆိုတော့ဈေးတက်နေ600ပဲရှိရစားမှုဆိုပြီးစောထွက်လာအေးငါလည်းအိုးရပန်ဟိုသွားပြောင်းမှာ အော်မောင်ချက်နေ ။ဘာမှမရှိဘူးလေ။ तू ကဟိုအဲ့ကောင်ဗုဒ္ဓဟူးအမဟုတ်ကြာတာပရိတောက်ကြတောက်ကြမဟုတ်ဘူးဟာဗုဒ္ဓဟူးကြာတာပရိစနေတနေ့နေ့အေးအားရအင်္ဂါပါလို့